ဒုတိယလူအဖြစ်နဲ့ပြီးဆုံးသွားခရစ္စတယ်ဘဲလီနဲ့တစ်ဖက်နှစ်ဂိုးစီတေးကြခဲ့ပြီးနောက်အာဆင်နယ်ဟာဒီယာတီပရီးမီးယားလိမှာ73ကြိမ်မြောက်တေးရလက်ကိုပိုင်ဆိုင်ခဲ့ပါတယ်ဒီတေးရလက်ကြောင့်လီဗာပူးဟာလာမယ့်ဝီကက်မှာရမတ်တမဲရယုံနဲ့ပရီးမီးယားလိချန်ပီယံဆုကိုဆွတ်ခူးနိုင်တော့မှာပါဒီယာတီပရီးမီးယားလိမှာအာဆင်နယ်ထက်တေးရပွဲအရေးအတွက်ပိုများတဲ့အသင်းဆိုလို့အေဗာတန်ပဲရှိပါတယ်အခုလိုတေးရလက်တွေကြောင့်ရမတ်များစွာဆုံးရှုံးခဲ့ရတာကအာဆင်နယ်ကို3အနီဇက်တိုက်ဒုတိယလူဖြစ်စေခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်ခရစ္စတယ်ဘဲလီနဲ့ပွဲမှာအာဆင်နယ်ဟာပြန်ဘက်ကို2ကြိမ်တိုင်ဥဆောင်ခဲ့ပေမဲ့ခြေပေါက်ကို2ခုပြန်ခွင့်ပြုပေးခဲ့ရပြီးအင်ကွင်းမှာအနိုင်3မှတ်အစားတေးတမက်နဲ့ကျင်းနေခဲ့ရတာပါဒီအားနည်းချက်ကိုအာဆင်နယ်ဟာအခုထိမပြင်ဆင်နိုင်သေးပါဘူးဒီယာတီလိမှာအာဆင်နယ်ဟာပြန်ဘက်ကိုဥဆောင်ဂိုးတွေသွင်းပြီးမှခြေပေါက်ကိုအနိုင်ဂိုးတွေပြန်ခွင့်ပြုပေးခဲ့ရတာကြောင့်ရမတ်18မှတ်ထိဆုံးရှုံးခဲ့ရပါတယ်ရှေ့ဘောလုံး200တီပေါင်းရင်တော့မြောက်လန်သားတွေဟာအနိုင်ရလက်ကိုမထိန်းသိမ်းနိုင်လို့ဆုံးရှုံးခဲ့တဲ့အမှတ်18မှတ်သာရှိခဲ့တာပါတစ်ဖက်မှာတော့လီဗာပူးကဥဆောင်ကိုအဖွင့်ဂိုးတွေသွင်းပြီးရင်ရမတ်မဆုံးရှုံးအောင်အကောင်းဆုံးထိန်းသိမ်းကစားပြခဲ့ပြီးဒီအားသာချက်နဲ့အတူပရီးမီးယားလိချန်ပီယံဖြစ်ဖို့ခြေစလန်းသာလိုပါတော့တယ်အားလုံးပဲရှင်လက်ချင်းမြတ်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါသေးလို့ကျွန်တော် Sport Memory ပေးမှာစုမုံကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ